အီဂျစ်နိုင်ငံအက်စဝမ်မြို့မှာအိုင်လာဆိုတဲ့ကောင်မလေးတစ်ယောက်အိမ်ပြန်ရောက်လာပါတယ်။သူမရဲ့အိမ်မွေးငှက်လေးအမဲရောင်အရည်တွေနဲ့တေဆုံးနေတာကိုမြင်လိုက်ရပါတယ်။သူမအမေကိုကယ်ပေးဖို့ပြောတဲ့အခါမိခင်ကငှက်လေးကိုဖမ်းပြီးကြေမွသွားအောင်နင်းလိုက်ပါတယ်။ဒါပေမဲ့အဲ့နောက်မှာပို့ထူးဆန်းတာတွေဖြစ်လာပါတယ်။ အီလာရဲ့မိဘနှစ်ပါးဟာသူတို့အိမ်အောက်ကမြေအောက်ခန်းရှိကိုဆင်းသွားကြပါတယ်။အဲ့ဒီအခန်းကပီရာမစ်အမဲရောင်အောင်မှရှိပါတယ်။သူတို့ဟာအလွန်လေးလံတဲ့ကြောက်ခေါင်းတစ်ခုကိုကြည့်ရှုကြပါတယ်။ဖခင်သူကတော့ကျိုးစနစ်တစ်ခုနဲ့အဲ့ဒီကြောက်ခေါင်းကိုဖွင့်လိုက်ရပါတယ်။ ကြောက်ခုံးထဲမှာမမ်မီတစ်ခုရှိနေပါတယ်။မိခင်ကမမ်မီနိုးပြီလားဆိုပြီးအနားကပ်ကြည့်ပါတယ်။ရုတ်တရက်မမ်မီကလှုပ်ရှားလိုက်ပြီးဖျောင်းတိုင်တွေငြိမ်းသွားပါတယ်။သူတို့မီးပြန်ထွန်းတဲ့အခါမမ်မီကနိုးနေပြီလို့မိခင်ကပြောပါတယ် မာမီယာသူ့ရဲ့ချုံနောင်ထားတာတွေကနေယုံထွက်သွားပါတယ်။ဂျိုဒီကဖခင်ကိုတိုက်ခိုက်ပြီးမေယိုကိုထိုးဆိုင်လိုက်ပါတယ်။ဖခင်လည်းတေဆုံးသွားပါတယ်။ကြောက်ကောင်းအဖုံးကပြန်ပိတ်သွားပြီးမာမီကအထဲကနေထူးရိုက်နေပါတယ်။ဒီဖြစ်ရကမိသားစုဘဝတွေကိုဘလို့များပြောင်းလဲသွားစေမှာပါလေ ။အချိန်အတော်ကြာပြီးနောက်ခိုင်ရိုမြို့မှာချာလီနဲ့ကိုဝန်ဆောင်ဇနီးလီဆာတို့ဟာသူတို့ကလေးတွေစူးညံနေတာကိုကြားလိုက်ရပါတယ်။သူတို့ကလေးကီတီပျောက်ဆုံးသွားတဲ့အခါမှာတော့တချိန်ကပျော်ရွှင်ခဲ့တဲ့သူတို့ရဲ့ဘဝတွေဟာလုံးဝပြောင်းလဲသွားပါတော့တယ်။ရဲတပ်ဖွဲ့ကဒီလီယာကတော့ဒါဟာလူကုန်ကူးမှုဖြစ်နိုင်တယ်လို့ယူဆပါတယ် ။ရှင်းတဲ့အကြာမှာတော့သူတို့မိသားစုနယူးမက္ကဆီကိုကိုပြောင်းရွှေ့နေထိုင်နေကြပါပြီ။သူတို့မှာမာဆိုတဲ့သမီးလေးတစ်ယောက်လည်းရှိနေပါတယ်။ဒီနေ့မှာအီဂျစ်တဲကန်ဒါရာထဲကလေရင်ပြကြရာနေရာအနီးမှာကြောက်ခေါင်းတစ်ခုကိုသူ့တည်တည်လည်းတွေ့ရှိခဲ့ပါတယ်။အဲ့ဒီကြောက်ခေါင်းထဲမှာမမ္မီအဖေပျက်စီးနေတဲ့ကောင်းမလေးတူကိုတွေ့ရှိခဲ့ပါတယ်။ဒီမမ္မီလေးကဘယ်သူပါလဲ။ US တန်ယုံကချာလီဂျိုကို KT ကိုအရှင်လက်လက်တွေ့ရှိပြီလို့အကြောင်းကြားပါတယ်။သူတို့လည်းကိုင်ရိုကိုချက်ချင်းပြန်တန်းသွားကြပါတယ်။ဆရာဝန်တွေက KT ဟာစိတ်တန်ရာတွေနဲ့အာဟာရချွတ်တဲ့နေပြီးထူးဆန်းတဲ့အပြုအမူတွေပြသနိုင်တယ်လို့ပြောပါတယ်။ KT အိမ်ပြန်ရောက်တော့သူမရဲ့ညီကိုမောင်နှမတွေကတော့ကြောက်ရွံ့နေကြတယ်။ကာမန်က KT အသက်ဆူတောင်းပေးရင်နဖူးကိုနမ်းလိုက်တဲ့အခါ KT ကရုတ်တရက်ထထိုင်ပြီးသူမကိုခေါင်းနဲ့တိုက်လိုက်တယ်။ပြီးတော့သူမခန္ဓာကိုယ်ကကုတင်ကောင်မှာမြောက်တဲ့သွားပြီးကြော်ရိုးကအတန်းမြည်သွားပြီးပြန်ပြိုလဲသွားတယ်။ KT တယောက်နိုင်ရန်ထဲမှာပုံအောင်နေပြီးကဲမီကောက်ကိုဖန့်ပြီးစားတာမျိုးတွေလှုပ်လာပါတယ်။ဂျာလီဟာ KT ရဲ့ခန္ဓာကိုယ်ပေါ်မှာရှေးဟောင်းပိတ်စတွေပေါ်ကစာတွေနဲ့တူညီရဲ့ထူးဆန်းတဲ့အမှတ်အသားတွေကိုတွေ့ရှိခဲ့ပါတယ်။သူလိုးရွှဲချစ်တွေကိုရှာဖွေရတော့မှာဖြစ်ပါတယ်။ချာလီဟာ KT ရဲ့မေယိုအတန်တွေကိုနားထောင်ရင်မော်စကိုနဲ့ပြောနေတာကိုသိလိုက်ရပါတယ်။အဲ့ဒီအတန်ကအီလာလို့ထက်ခါတလဲလဲပြောနေတာပါ။ရှေးဟောင်းသူတေသနာပါမောက္ခတူကတော့ Nest Marinian ဆိုတဲ့နတ်ဆိုးတစ်ကောင်အကြောင်းကိုပြောပြပါတယ်။အဲ့ဒီနတ်ဆိုးကမိသားစုတွေကိုဖျက်ဆီးပြီးလူတဦးကနေတဦးကိုကူးစက်တတ်ပါတယ်။ မာတယောက်ကျောင်းမှာဆရာမကိုစော်ကားတဲ့အခါ KT ကတော့အိမ်မှာပြုံးနေပါတယ်။သူမကမားကိုထိန်းချုပ်နေတာပါ။ဒီလီယာကအိုင်လာရဲ့မွေးရမြေကိုရောက်ရှိသွားပြီး KT ဆိုတဲ့ခေါင်းစဉ်နဲ့တိတ်ခွေတစ်ခွေကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာ KT ကကာမန်ကိုပြတင်းပေါက်ကနေလှမ်းပစ်လိုက်ပါတယ်။ဒီလီယာဟာအီလာရဲ့တိတ်ခွေကိုဖွင့်ပြပါတယ်။အီလာရဲ့မိခင်ကနတ်ဆိုးကိုဆက်လက်ချုံနှံဖို့အသစ်ပြန်လုပ်ရတယ်လို့ပြောပါတယ်။82ကြိမ်တိုင်မမ်မီပြုတ်လုပ်ထားတဲ့အခမ်းအနားတွေလုပ်ခဲ့ရပြီးနောက်ဆုံးတော့ကီတီကနတ်ဆိုးရဲ့ကူးပြောင်းခြင်းကိုခံလိုက်ရပါတော့တယ်။ကီတီကချာလီကိုတိုက်ခိုက်ပြီးအသားတွေကိုကိုက်ဖြတ်ပါတယ်။ KT ကချာလီရဲ့ပါးစပ်ထဲကိုအရီမဲတွေထွေးထုတ်လိုက်ပါတယ်။နတ်ဆိုးလည်းချာလီထံကိုရောက်သွားပါတော့တယ်။နှစ်ဦးစလုံးလဲကျသွားပြီးနောက် KT နိုးလာတဲ့အခါလစ်စာကိုအမေလို့ပုံမှန်အတန်နဲ့ခေါ်လိုက်ပါတယ်။ချာလီကိုမြေအောက်ခန်းထဲကခေါင်းတလားထဲမှာပိတ်ထားလိုက်ပါတယ်။ဒီလိုမျိုးနတ်ဆိုးတွေကူးပြောင်းနေတဲ့ဖြစ်စဉ်ကြီးဟာဘယ်တော့မှပြီးဆုံးမှာပါလဲ။